အဲ့တော့ဘာဖြစ်ရှင်ကျမတော့ကွဲကျင်တယ်ရှင်ကွဲလေတိုင်းမူးယူနေတာကျမတီးမခံနိုင်တော့ကျမအခုပဲကွဲပြီးတော့ဟောကဲမင်းမူးနေတာတဲ့ဟမ်အဲ့ယောက်ျားဆိုတာကသူများသားသမီးကိုယူပြီးလို့ရှိရင်လုံကျွေးရတခုလည်းမပြည့်စုံဘူးလင်းဝတ်တရား၅ပါးဆိုတာရှိတယ်မင်းနေ့တူကမူးယူတောက်စားအသိဉာဏ်ပျောက်ပြီးတော့မင်းသူများအားတဲ့မိမသားကိုမင်းဒီလိုနိုင်ထက်စီးနေလောက်တာဒါဥပဒေနဲ့မဘူးကွာအဲ့ဒီကိစ္စကမင်းမအပြစ်ရှိတယ်ဟာပြစ်ရှိတယ်ဒီလေဒီလေဟုတ်ကဲ့အဲ့တော့ဟောနည်းပြောလိုက်နည်းပြောလိုက်ညီလေးဆရာသူကြီးကိုသိရတယ်ဆရာကိုစားအိပ်ပေးထားတာသူပါဆရာစားအိပ်ပါဆရာဟုတ်လားဟုတ်တယ်ဆရာစောပြောလေစောပြောလေအောင်စီအဲ့တော့ဘင်းကအဲ့လိုမူးယူတောက်စားတယ်ဆိုပေမဲ့လေဒါပင်မန်းလို့ကွာဟုတ်တယ်မလားဟုတ်ပါရဲ့မှန်ပါလေဆရာယောက်ျားဆိုတာစီးပွားရှာတာပင်မန်းနေမလို့ဒီခေတ်ကြီးမှာပို့ဆိုးတယ်မှန်လားဖို့ရှာတာအဲ့တော့နင်းကလည်းစီးတဲ့ရည်စိတ်တဲ့ကစိမ်းဟာယောက်ျားရှာတာတွေကိုသုံးတာသုံးသိန်းတာသိန်းစုတောင်းတာစုတောင်းပေါ့သူရှာသမျှကုန်နေလို့ရှိရင်ပလိုင်းပေါင်းနဲ့ဖောက်ကောက်လို့ဖြစ်တော့သူလည်းဒေါသထွက်ပြီပေါ့နင်းကအဲ့နင်းမှာအပြစ်ရှိသွားပြန်အောင်နင်းတရားသူကြီးပဲဆရာဒါလည်းဒီလိုရှိပါဆရာဆရာအိမ်မှာအခုဟိုစကိုင်းနဲ့ကိုလာတက်ပြီးတော့တာသူပါဆရာစကိုင်းနဲ့ဟုတ်ပါဆရာတရားအမှားကြီးပါစကိုင်းနဲ့ဘန်းတက်ပြီးတာသူဆရာဩဘောလုံးဝဲကျတော့စကိုင်းထဲမှာအပြစ်မရှိဘူးကွာမင်းဟုတ်ဖေမဟုတ်လေသူ့မှာအပြစ်မရှိပြန်ဟုတ်နေရနော်ဘာဖြစ်လို့လဲဆိုတော့ तू ကွာကဲငငယ်ရွယ်ငါကြည့်တယ်ငငယ်ရွယ်ဆိုတော့အိမ်တော်မှုနိုင်နေချင်မှနိုင်နေမမင်းကယောက်ျားသားပဲကွာဖြည့်တွေးပေါ့မင်းစိတ်လိုက်မှန်ပါလေရှောက်လို့တော့မမားသိမဲ့နဲ့မားမယ်ကွာအဲ့နဲ့ထွေးရမှာပစိမ့်နဲ့မပေါက်နဲ့လေဟောင်ငါပြောနေရှင်းရှင်းလေးဟုတ်လားဒီလေးဒီလေးနဲ့ပြောလိုက်ဟုတ်နော်သဘောပေါက်ဟုတ်ကဲ့ဆရာစကိုင်းနဲ့ဘန်းအောင်တက်တာတော့သူပါဒါပေမဲ့ဟိုတနစ်စာလေး channel ဘိုးတွေပေးထားတာသူဆရာအဲ့လားယောက်ျားပေးထားတာဆရာဘလုံးပဲပါလားပါတော့ဆရာဟေးကောင်းတယ်ဟုတ်အဲ့တော့တယောက်ကဘန်းတယောက်ကကက်ဆိုတော့ဟဲ့ဟုတ်လေတယောက်ကလင်တယောက်ကမယားအော်တယောက်ကလင်တယောက်ကမယားဆိုတော့ဒါကပြေလေအောင်ညှိဖို့ဆိုတာနော်ဂျားသုံးဂျားဆိုတာအရင်အရေးကြီးမှန်တာပေါ့ဆရာနော်